အားလုံးပဲမင်္ဂလာပါမြန်မာပြည်သားရေး channel မှာကြိုဆိုပါရစေကျွန်တော်ကတော့တီးဟာပါကျွန်တော် channel လေးရဆိုရင်ဖြစ်မိသားစုနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုရှာဖွေတင်ဆက်ပေးနေတာဖြစ်ပါတယ်ကျွန်တော်တို့ channel လေးရဲ့အဓိကရည်ရွယ်ချက်ကတော့မိသားစုချင်းနားလည်မှုလွဲနေရလေးတွေတယောက်ရင်ထဲမှာရှိတဲ့စိတ်ခံစားချက်ကိုတယောက်ကနားလည်ပြီးတော့ပျော်ရွှင်တာယာတဲ့မိသားစုတွေပိုင်ဆိုင်နိုင်ဖို့အတွက်ပဲဖြစ်ပါတယ်ဒီနေ့ကျွန်တော်ပြောပြချင်တဲ့အကြောင်းကတော့ရှားတဲ့မိန်းမနဲ့အိမ်ဦးနတ်လူယောက်ျားမျိုးပဲဖြစ်ပါတယ်ရှားတဲ့မိန်းမဆိုတာဘယ်လိုမိန်းမမျိုးလဲအေဦးနဲ့လူယောက်ျားမျိုးဆိုတာရောဘလို့ယောက်ျားမျိုးလဲဆိုတာကိုကျွန်တော်မကြခင်ဗီဒီယိုလေးမှာကြည့်လိုက်ရအောင်ဒီဗီဒီယိုလေးကတော့မိသားစုဆက်ဆံရေးသုံးပဲဖြစ်ပါတယ်တင်းနှစ်နှစ်ကိုမကြည့်ရသေးဘူးဆိုရင်လည်းကျွန်တော်တို့ဒီဗီဒီယိုလေးဆုံးတဲ့အခါမှာကျွန်တော်ထည့်ပေးထားပါတယ်ကျွန်တော်ဗီဒီယိုလေးမစခင်မှာကျွန်တော် TikTok ကဆေးလာတဲ့ဗီဒီယိုလေးတစ်ပုဒ်ကျွန်တော်ပြချင်ပါဒီကိုလည်းကျွန်တော်ကြိုသေးသွားနဲ့ credit ပေးရပါတယ်ဒါဆိုရင်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုကြည့်လိုက်အောင်လောကမှာမိမမရှာဘူးဆိုပြီးပြောတတ်တဲ့ယောက်ျားလေးတချို့ရှိတယ်မိမပေါ်တယ်ဆိုပြီးမိတ်ဆွေတို့လိုချင်တဲ့အတိုင်းရခဲ့ကြလို့လားမိတ်ဆွေတို့လက်ထဲမှာကားဆိုင်ကယ်ပတ်စံရှိနေတဲ့အချိန်ဆိုရင်တော့မိမပေါ်ရင်ပေါ်နေလိမ့်မယ်ဒါပေမဲ့ကိုယ်တိုင်မိမလိုချင်တာလားဇနီးကောင်းပိုင်ဆိုင်ချင်တာလားဆိုတာပြန်သုံးသပ်သင့်တယ်မိမမရှာဘူးဆိုတာတော့ဟုတ်ပါတယ်ဒါပေမဲ့မိတ်ဆွေတို့အပေါ်မှာသစ္စာတရားနဲ့တန်ဖိုးရှိတဲ့မိမမျိုးတော့ရှားတယ်မိတ်ဆွေကိုအချစ်စစ်နဲ့ချစ်တတ်တဲ့မိမမျိုးတော့ရှားတယ်မိတ်ဆွေရဲ့စကားတခုံးကိုအမိတ်လူမျိုးနားထောင်တတ်တဲ့မိမမျိုးတော့ရှားတယ်မိတ်ဆွေရဲ့ကောင်းခြင်းဆိုးခြင်းကိုလက်ခံပေးနိုင်တဲ့မိမမျိုးတော့ရှားတယ်မိတ်ဆွေကိုအောင်မြင်သည်ဖြစ်စေကြာရှုံးစီဖြစ်စေလက်တွဲမဖြုတ်တဲ့ဖေးမကူပေးမဲ့မိမမျိုးတော့ရှားတယ်မိတ်ဆွေဘေးနားမှာတည်တဲ့အချိန်ထိကောင်းတူဆိုးပဲရှိနေပေးမဲ့မိမမျိုးတော့ရှားတယ်ဒါဆိုရင်မိတ်ဆွေတို့ပြောတယ်လို့မျိုးမိမပေါ်တယ်ဆိုတာအံ့ပါတယ်ဒါပေမဲ့ဇနီးကောင်းတော့ရှားလိုက်မယ်အဲ့လိုနားလည်မှုတွေအပြည့်ရှိတဲ့မိမဟာမိတ်ဆွေအတွက်နောက်တစ်ချိန်မှာဇနီးကောင်းတစ်ယောက်ဖြစ်လာမယ်သူပါအဲ့လိုဇနီးကောင်းမျိုးကိုရပြီဆိုရင်မိတ်ဆွေအနေနဲ့လည်းအိမ်ဦးနဲ့လိုယောက်ျားဖြစ်ဖို့လိုပါတယ်အခုနားထောင်နေတဲ့ထဲမှာမိတ်ဆွေတို့အနေနဲ့လည်းဒီလိုမိန်းမကောင်းမျိုးကိုပိုင်ဆိုင်ထားမယ်ဆိုရင်မိမိဇနီးတဲ့တန်ဖိုးကိုသိပြီးတန်ဖိုးထားတတ်ကြပါဘလောက်ပဲဇနီးမယားနဲ့ဒေါသတကြီးရန်ဖြစ်ထားပါစေကလေးတွေကဖေဖေလို့ခေါ်လိုက်ရင်ဟေးဆိုတဲ့အတန်နောက်မှာအပြုံးတွေအလိုလိုပါပြီးသားဖြစ်နေတဲ့သူကိုသာအေဦးနဲ့လို့ခေါ်တာပါသူရှာတဲ့ဝင်ငွေဟာနဲခြင်းနဲမယ်များခြင်းများမယ်ဇနီးတဲ့ကိုအပ်တဲ့ငွေဟာအိမ်ပေါ်ကိုပေးတဲ့ထမင်းစိတ်ဖို့ထက်တာနေမှရမယ်လေသူကိုယ်တိုင်စုပ်တီးစုပ်ပြက်နေခြင်းနေမယ်သူရဲ့အောက်ကဇနီးသားသမီးတွေဟာအများထက်မတိုင်တော့မရောစေရဘူးဆိုတဲ့စိတ်ရှိတဲ့သူရဲ့ကိုမိနေတဲ့အတွက်အေးချမ်းနေစေတဲ့သူမျိုးသူဟာသူ့ရဲ့မိသားစုအားလုံးကိုတစ်ပင်ကြီးပမာအရေးအဝါဒပေးနေတဲ့စိတ်သက်ပိုင်ရှင်မျိုးကိုသာအေဦးနဲ့လို့ခေါ်ပါတယ်ဘာပဲလုံးမဲ့စဉ်းစားလိုက်ပါစေသူ့နောက်ကသူ့ကိုမိခိုနေတဲ့ဇနီးသားသမီးတွေအဲ့ဒီဘဝတွေကိုပြန်ငဲကြည့်တတ်တဲ့သူမျိုးကိုလားအေဦးနဲ့လို့ခေါ်တာပါကိုလက်တွဲထားတဲ့ဇနီးသားမယားဘလို့ကျမ်းမာရေးမျိုးမဆိုရှင်ဆိုင်ရပါစေဘလို့ခန္ဓာကိုယ်အချိုးအစားပြောင်းလဲသွားပါစေအဆုံးစွန်ဒုက္ခိတဖြစ်သွားပါစေအောင်မခွဲခွာရစ်ပဲခန္ဓာကိုယ်သာမကသူ့စိတ်နှလုံးကိုပါချစ်နိုင်သူကိုသာအေဦးနာလို့ခေါ်ထိုက်တာပါဘလို့လောကရန်မျိုးနဲ့ပဲကြုံပါစေရှောင်မပြေးပဲသူကိုယ်တိုင်ရှေ့မှမမမမတ်ကြင်ကြံခံရှိနေသူကိုသာအေဦးနဲ့လို့ခေါ်ထိုက်တာပါအလကားနဲ့မိမယူသားသမီးမွေးပြီးနေတိုင်းအေဦးနဲ့လို့အမည်မတွင်ပါဘူးငါတာဝန်ငါအလုပ်ငါမိသားစုငါဟာယောက်ျားဆိုတဲ့စိတ်ရှိသူကိုမှအေဦး
ဒီဗီဒီယိုလေးကိုကြည့်ပြီးတော့မိတ်ဆွေတို့အနေနဲ့အကျိုးကျေးဇူးတစ်စုံတရာရရှိခဲ့မယ်ဆိုရင်ကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ခဲ့ဖို့မမေ့ပါနဲ့เนาะဒီဗီဒီယိုလေးကိုကြည့်ရှုပေးခဲ့တဲ့တယောက်စီတိုင်းကိုကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါနောက်ဗီဒီယိုလေးမှာဆက်ဆုံတွေ့ကြမယ်เนาะအားလုံးကိုကျေးဇူးတင်ပါတယ်